ဥပမာအချစ်เจ้าကိုသိကျင်လို့ရှိရင်မိသူဝင်ရဲ့နှင်းစီပွင့်ကြပြလေးကိုရွတ်ကြည့်လိုက်ပါနှင်းစီပွင့်ကြပြသည်အချစ်ယောက်ျားတယောက်ရဲ့အချစ်မိန်းမတယောက်ရဲ့အချစ်မဟုတ်ဘူးဘာလို့ဆိုတော့ तू ရေးပြထားတာဆရာကြီးမင်းသူဝန် तू ကနေယောက်ျားလူငယ်လေးတယောက်ကနေမိန်းကလေးတယောက်ပေါ်မှာချစ်တဲ့အချစ်ကိုရေးပြထားတာအင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်နော်အဲ့ဒါလေးကိုကျွန်မပြောကြည့်ချင်တာယောက်ျားလေးတွေတကယ်ချစ်ပြီဆိုရင်ဘလို့ချစ်ပုံမျိုးနဲ့ချစ်တတ်တယ်လဲဘလို့ချစ်ပုံမျိုးကတော့မိန်းကလေးတွေကျင့်တတ်တယ်လဲနော်ဆရာကြီးမင်းသူဝန်ကချစ်ပြသွားတာနားထောင်နော်ခုစာအုပ်ကလေးတွေနဲ့လိုက်ပြီးရေးတော့မယ်နော်ရေးတော့မယ်ပြန်ရွတ်မယ်နော်ဒီကြပြကိုပြန်ရွတ်မယ်နော်လေတော့ကပြန်ပန်ကျင်တဲ့ခရေဘူးဆိုလို့မောင်ခူးကပေးမနဲ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီဝင့်တွေနဲ့ဂုံတင့်တယ်လေသူ့ချစ်သူကမနေ့ရတော့ငါနှစ်ကိုချင်းတွေ့တဲ့အခါသို့မဟုတ်သွားရင်လာရင်ကနေအတူတူတွေ့တဲ့အခါမှာကျမစပယ်ခရေလေးပန်ကျင်လိုက်တာလို့သူကပြောတယ်ဒါပေမဲ့ तू ကခရေကိုဘယ်လိုပန်ကျင်တာလဲခရေဘူးတဲ့နော်ခရေပွင့်မဟုတ်ဘူးခရေကိုမြင်မှုကြလားမြင်ဘူးပါတယ်ခရေကအပင်ပေါ်မှာပွင့်နေရင်ပွင့်ပြီးတော့ तू ကျယ်ကလေးတွေလိုပဲခရေကို तू ကအင်္ဂလိပ်လိုက star flower လို့ခေါ်တယ်နော် star flower ကျယ်လေးတွေလိုပဲအဲ့ဒါလေးကအပွင့်လေးတွေကားပြီးတော့နေပြီးတော့မှအောက်ကိုကျွေကျလာတာအဲ့ဒါလေးတွေကိုကျမတို့ကကောက်ပြီးတော့နှီးကြိုးလေးနဲ့တီးပြီးတော့သို့မဟုတ်အချီကြိုးနဲ့တီးပြီးတော့ကုန်းပြီးတော့မှပန်တာဖျားတင်နေဆိုရင်လည်းတီးကုန်းပြီးတော့မှဖျားတင်တာအဲ့တော့ချစ်သူကသူ့ကိုပြောတယ်တဲ့ခရေဘူးလေးပန်ကျင်ပါတယ်တဲ့ဆိုတော့ခရေဘူးပန်ကျင်တယ်ဆိုတော့ရစိတ်မယ်မင်းရတာပန်ကျင်တယ်ဆိုလို့ရှိရင်ခရေဘူးမပြောနဲ့မြစ်စုတကနတ်ပန်းတောင်ငါသွားခုပေးမယ်ဘယ်နာရှိမှန်းတော့မသိဘူးပေါ့နော်အဲ့ဒီလိုယောက်ျားလေးတယောက်ရဲ့အချစ်စိတ်နဲ့ဟုတ်ပြီ तू ခူးမယ်ဆိုပြီးညနေမှာ तू ခူးပါတယ်တဲ့ခရေပင်ကိုခူးတဲ့ခါကျတော့ခရေဘူးကိုပန်ကျင်တာဖြစ်တဲ့အတွက်ခရေဘူးဟာဘယ်တော့မှမကြွေဘူးပွင့်မှကြွေတာအဲ့တော့ကြွေတဲ့အကြွေကိုလည်း तू မကောက်ချင်ဘူးမကောက်ချင်တော့ဘာလုပ်လဲအဲ့ဒီခေတ်တုန်းကတော့ပစိုးတွေပဲပေါ်တာ哦ခေါင်းကြိုက်မှာပေါ့နော်ဒီခေတ်ကတော့ယောက်ျားလေးတွေဘောင်းမီလေးတွေနဲ့ဘောင်းမီအတူလေးတွေနဲ့တက်လို့ရပြီခရေပင်မော်ကိုတက်တယ်ခရေပွင့်လေးတွေအဖူးလေးတွေကိုညနေကျတော့ခရေကဖူးနေတော့မယ်မနေ့ကျမှ तू ပွင့်မှာဒါမဲ့အဲ့ဒီအချိန်ကလေးက तू ခူးတာခုပြီးတော့ငပြောဘက်ကလေးနဲ့ထုတ်ပြီးတော့သဲလာမယ်အိမ်ကိုရောက်လာမယ်အိမ်ကိုရောက်တဲ့ခါကျတော့မနေ့ကျရင် तू ပေးမှာဒါပေမဲ့ညကလေးကဒီခရေဘူးလေးကိုရေအိုးစင်အများဖြင့်တော့ရေအိုးစင်ရှိတယ်နော်ရေအိုးစင်ဒီခေတ်မှာတော့ရေအိုးစင်ဆိုတာအင်မတန်ရှားသွားပြီကျမတို့ရန်ကုန်မှာဆိုပိုတောင်ရှားသေးတယ်ဒါပေမဲ့ဒီနယ်တွေမှာတော့ရေအိုးစင်လေးတွေရှိတယ်ရေအိုးစင်ရဲ့အောက်မှာအင်တုံလေးထားတတ်ကြတယ်ဘာလို့လဲဆိုတော့ဒီကြောက်ဆက်ရေအိုးစင်ကနေပြီးတော့ရေအိုးသို့မဟုတ်ကြောက်အိုးကနေကျတဲ့ရေတစ်စက်ချင်းကဒီအင်တုံနဲ့ခံထားတာအဲ့လိုနေရာလေးသို့မဟုတ်ရင်အပေါ်ထက်ရေအိုးမဟုတ်ပဲနဲ့အောက်ထက်ရေအိုးရဲ့ရေအိုးပုံးပေါ်မှာဒီဟာလေးကိုဖက်စိမ်းလေးနဲ့ထုတ်ပြီးတော့သိမ်းထားမယ်သို့မဟုတ်ရင်လေဒီတဲ့ပို့ပြီးတော့နူးနူးညံ့ညံ့လေးဖြစ်စေချင်လို့ရှိရင်ဖက်စိမ်းနဲ့မလုပ်ဘဲနဲ့အဝတ်ပေါ့ပိတ်စိမ်းပါးလေးနဲ့ထုတ်ထားမယ်အဲ့ပိတ်စိမ်းပါးလေးကိုတော့ရေဆွတ်ရမှာပေါ့ပြီးရင်အဲ့လိုလေးထားရင်မနေ့ကျရင်ဘာဖြစ်လာမလဲဆိုတော့အဲ့ခရေပွင့်လေးတွေကအပူးလေးကနေအားလာမယ်အဲ့ဒီကြတော့မှ तू ကဒီခရေပန်းလေးတွေကိုယူပြီးတော့အပြေးအလွှားမနေ့မိုးလင်းတာနဲ့တပြိုင်နက်တည်းအပြေးအလွှားသူ့ချစ်သူရှိတဲ့နေရာကိုဒီအထုပ်ကလေးကိုပိုက်ပြီးတော့သွားပြီးတော့ဖြေပြောမယ်ပေးမယ်ဒါပေမဲ့မနေ့တုန်းကအဲ့လို तू ဒီခရေတုပ်ကလေးကိုယူသွားပြီးတော့ချစ်သူစီကိုရောက်တဲ့ခါကျတော့ချစ်သူကိုဖြတ်ခနဲ့တွေ့လိုက်ရတဲ့ခါကျတော့ချစ်သူရဲ့ခေါင်းမှာနှင်းစီပန်းနေပန်ထားတယ်တဲ့မနေ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေအဲ့ဒီနေရာမှာနှင်းစီဝင်းကိုပန်ထားတဲ့မိန်းကလေးကိုမြင်လိုက်တဲ့အခါမှာသူ့မှာရှိတဲ့မျောလင်းချက်တွေအကုန်လုံးကပြုတ်ကျကုန်တာပေါ့ဟာငါ့ကိုတော့ तू ကခရေဘူးခုခိုင်းလို့ငါမှာတော့ညနေတုန်းကတည်းကခုထားပြီးငါမနေ့မိုးလင်းငံဒီမှာငါပွင့်ပြီလားအသာလေးလှစ်ကြည့်လိုက်ပြန်အိတ်လိုက်အော်ပွင့်တော့မှာ4နာရီကြာရင်ပွင့်တော့မှာနောက်တစ်ခါ9နာရီကြာရင်ပြန်ဖွင့်ကြည့်လိုက်နည်းနည်းလေးအားလာပြီ6နာရီဆိုတော့သူလေးလဲနိုးလောက်ပါပြီဆိုပြီးတော့ကမန်းကနန်တီထုတ်ကလေးပိုက်ပြီးပြေးတာဟိုရောက်တော့ချစ်သူကနှင်းစီပန်းနေပန်ထားတယ်ရင်ထဲမှာဘလောက်ခိုက်သွားလဲသူ့ရဲ့ရင်ထဲမှာရှိတဲ့အချစ်ခိုက်သွားတာနော်